လူဘဝဆိုတာကိုလိုချင်တာကြီးလည်းရမှာမဟုတ်ဘူးဟောကိုတွေးချင်တာနဲ့ကြီးလည်းတွေးမှာမဟုတ်ဘူးလိုချင်တာလည်းရမယ်မလိုချင်တာလည်းရမယ်တွေးချင်တာနဲ့လည်းတွေးမယ်မတွေးချင်တာနဲ့လည်းတွေးမယ်အဲ့ဒီထဲမှာအကောင်းနဲ့လည်းတွေးမယ်ဆိုးနဲ့လည်းတွေးမယ်အကောင်းလည်းရမယ်ဆိုးလည်းရမယ်အဲ့ဒါလို့ကြုံတွေ့လာတဲ့လောကရဲ့သဘာဝလောကဓာတ်မုန်တိုင်းနဲ့တွေ့တဲ့အခါမှာကိုယ်စိတ်ဟာရေးရိုင်ခြင်းဆိုတာမဖြစ်ဖို့ရအတွက်လေ့ကျင့်တာဟာစိတ်အလှပကိုတစားဆင်ပေးတာနဲ့အလားတန်တူတယ်ပေါ့လှပအောင်ပြင်ထားတဲ့စိတ်ကလေးကိုကြံ့ခိုင်အောင်ထပ်မှန်ပြီးတော့ပြင်ညာမှာစိတ်ဓာတ်ကြံ့ခိုင်သွားပြီဆိုတဲ့ပုဂ္ဂိုလ်ယဟနာပုဂ္ဂိုလ်လို့ခေါ်တာပဲနော်ယဟနာဖြစ်သွားပြီဆိုရင်စိတ်ဓာတ်ကြံ့ခိုင်သွားပြီယဟနာမဖြစ်သေးတော့လည်းပဲမိမိစိတ်ဓာတ်ကြံ့ခိုင်အောင်ပြင်ဖို့အရေးကြီးတယ်ပေါ့ဘလောက်တိုင်းတာအထိကိုယ်စိတ်ဟာခန္ဓာရည်ရှိပလေဆိုတာကိုနှလုံးသွင်းခြင်းဖြင့်စိတ်ကိုစိတ်နဲ့ပဲပြင်ဆင်ရတာဖြစ်တယ်စိတ်ရဲ့အငြိကြေးကိုစိတ်နဲ့ပဲစီကျော်စိတ်ကိုစိတ်နဲ့ပြင်နေဆိုတာအသိပညာကင်းမဲ့လို့ဖြစ်လာတဲ့အငြိကြေးတွေကိုတတိနဲ့ပညာနဲ့ပေါင်းစပ်ပြီးတော့ပြင်တာပဲရေးကြောင်ဖြစ်တဲ့ညွန်ကိုရှည်နဲ့ပဲပြန်ပြီးတော့ဆေးကြော့တန်းစင်ရတာမဟုတ်လားလူတွေဟာရေးကြောင်ဖြစ်တဲ့ရွှွညွန်တွေကိုရေနဲ့ပဲပြန်ဆေးရတယ်ဆေးတဲ့အခါမှာတန်ရှင်းစင်ကြယ်သွားတယ်ထို့တူပဲစိတ်ကြောင့်ဖြစ်နေတဲ့မတန်ရှင်းတဲ့ပူလောင်တဲ့သဘာဝတရားတွေကိုတတိပညာလုံလဝိရိယဆိုတဲ့အစွမ်းထက်တဲ့အရာတွေနဲ့တွဲဖက်ထားတဲ့စိတ်ကလေးနဲ့ကိုယ်စိတ်ရဲ့ပူလောင်မှုတွေမအေးချမ်းမှုတွေအညစ်အကြေးတွေကိုစိတ်နဲ့ပဲပြန်ပြီးတော့သုတ်သင်ရှင်းလင်းချရမှာဖြစ်တယ်အဲ့ဒီသုတ်သင်ရှင်းလင်းနည်းကိုမြတ်စွာဘုရားကဟောကြားတာဘုရားတရားနာရဲဆိုတာအဲ့ဒီအတိတွေရပြီးတော့လောက်ကြဖို့လုပ်တယ်ပေါ့နော်မလုပ်ဘဲနေရင်တော့မရဘူးပဲဟာမှာကိုယ့်ကိုယ်စိတ်ဓာတ်ဘလောက်ကြမ်းခိုင်ပြီဆိုတာကိုစဉ်းကျင်စဉ်းစားပြီးတော့ဒီလောက်ကြစဉ်းကျင်တော့တရားနဲ့စဉ်းစားလိုက်ရင်လည်းကြမ်းခိုင်မှုဆိုတာရလာတယ်တော်သိရလာဥပမာပဲမမြဲတဲ့သဘာဝနဲ့တွေ့ရတဲ့အခါမှာကိုလိုချင်တဲ့အရာဆုံးရှုံးသွားတဲ့အခါမျိုးမှာကိုတွေ့တာနှစ်သက်မြတ်နိုးတဲ့အရာနဲ့ခွဲရတဲ့အခါမျိုးမှာဘယ်လိုဆင်ခြင်ရမလဲအေးတန်ကုဋ္ဌိထလာပါဒုက္ခကြီးရဲ့သဘာဝဟာတွေ့ကြုံဆုံးကွဲပဲဘာတတ်နိုင်ပါလဲဆိုတဲ့အတွေးလေးနဲ့လျှော့ချတယ်ဒီလိုလျှော့ချမကြည်ဝနဲ့ဒေါသတွေဖြစ်လာပြီဆိုလို့ရှိရင်လေအေးဒီဒေါသတရားဆိုတာငါ့ကိုပဲနှိမ့်စမဲ့တရားဖြစ်တယ်ဒေါသဖြစ်နေတော့ရောငါအတွက်ကောင်းကျိုးချမ်းသာမှမရတာတစ်ဖက်သားကိုငါစိတ်ဆိုးနေရောငါအတွက်ကောင်းကျိုးချမ်းသာရမှာလို့ရမှာလားတစ်ဖက်သားရဲ့စိတ်ဆိုးမှုတစ်ဖက်သားရဲ့စော်ကားမှုကိုလက်ခံပြီးခေါင်းထဲမှာစဉ်းစားနေလို့ရှိရင်ငါမှပဲဆုံးရှုံးမှာပဲလို့ဟောဒီလိုစဉ်းစားလိုက်ပြီးတဲ့အခါကျတော့အေးကိုယ်ကပ်ပါရမမဟုတ်တာသူပြောတာသူနဲ့သာသက်ဆိုင်တယ်ငါလည်းမဆိုင်ဘူးဒီလိုနှလုံးသွင်းပြီးတော့တစ်ဖက်သားရဲ့စော်ကားမော်ကားတာနဲ့ကျုံတဲ့အခါမှာလည်းပဲအဲ့ဒီလိုသိခန့်ခြင်းနဲ့နေရ